ဟဲ့မင်းဘာလို့ဒီများဆိုင်ကခိုးအောင် ချင်းနေကျွန်တော်ဘယ်လိုဖြေလိုက်ရမှာ ဟာဒီကိစ္စတော့ကတော့ငါအေးဆေးဖြေရှင်းနိုင်တယ်မင်းအမှန်တိုင်းတာပြောလိုက် ကျွန်တော်ဆိုင်ရခိုးကရောင်းစားမလို့ အေးဟုတ်တယ်အဲ့လိုပဲပြော အဲ့လိုမင်းကပတ်ဆိုင်ရပြီဘာလို့မို့ စောခေါ်ခြင်းလို့က ဟာမင်းဒီကောင်ရပဲလားမင်းစောဘယ်နာလေးကခေါ်ရတော့ ဘယ်လမ်းလေးကခေါ်တာပါစေ အဲ့မှာစောခေါ်လို့ရမှာမင်းကဘလို့သိအောင် ဒီကောင်ခေါ်လို့ အဲ့လိုမင်းကအဲ့ကောင်နဲ့ဘယ်နာမှသိအောင် ရင်ခေါက်ဖဲရတုံးကတီးရ ဟာမင်းလောင်းသားလဲလုပ်တယ်ပေါ့ ချင်းနေကျွန်တော်ပြောလို့ရလားဒီလိုပြောကျွန်တော်ဘာမှမဖြစ်တော့ပါဘူးချင်း အေးပြော ဖဲရဘယ်နာလေးသွားရိုက်တာ ဖဲကဟိုဘက်လမ်းထိပ်မှာရိုက်တာခုတော့မရိုက်တော့ဘူးတစ်ခါလေဖိအားများလို့ရိုက်တာ ဟဲ့မင်းကဘာလို့ဖိအားများရတာ ကျွန်တော်တမားတွေကိုလင်းရအစင်မပြေလို့က လိန်နေဟလားမင်းလိန်တာကဘယ်လောက်ရတော့ သိန်း2သိန်းလောက်ဖဲရတမားတိုက်တာတော့မရဘူး ဟာဓမြလဲတိုက်သေးရဟုတ်လားဘယ်လောက်ရခဲ့တော့မင်း 3-400လောက်ပဲရ အဲ့ပတ်စံတွေကိုကြားတော့မင်းဘယ်လိုလုပ်လိုက်တာ ပစ္စည်းဝယ်လိုက်တာပါ ဘာပစ္စည်းဝယ်လိုက်တာမင်းက မူရစေဝါ ဟာမူရစေဝါလဲလုပ်သေးရဟုတ်လားမင်းကိုရောင်းပေးတာကဘာတူတော့ ဒီဘက်ကရောင်းပေးရသူကခုမလုပ်တော့ပါဘူးဆရာ မင်းသေးကြလို့လား သိကြပါဆရာရင်တစ်ခေါက်ကျွန်တော်နဲ့အပေးယူမတဲ့တုန်းကသူ့ကိုကျွန်တော်တက်ပလိုက်တာ ဟာမင်းအဲ့ဆိုအလောင်းကဘယ်နာမှမြုပ်ထား ဘယ်လောင်းပြောလဲ ဟဲ့မင်းတော်တော့မင်းဆက်မပြောနဲ့တော့မင်းဆက်ပြောနေမင်းခဏနေတိတ်မင်းကြတော့ ဟုတ်သေးပါဘူးချင်းနေရကုညီပါဦးကျွန်တော်ဆိုင်ကလေးပဲခိုးမိရအောင်ကျွန်တော်ဘောက်တင်မကြရမှာတော့ကြ